ဒီနေရာကတော့ columnar joints လို့ခေါ်ပြီးတော့ဂျေဂျူးကျွန်းပေါ်က Sakwi Posi ဆိုတဲ့နေရာမှာရှိတာဖြစ်ပါတယ်။တိကျပြောရရင်တော့ Jangman Tourist Complex ထဲမှာရှိတာဖြစ်ပါတယ်။နောက်ဒီ columnar joints တွေကကိုင်းဝရတစ်လျှောက်မှာဆိုရင်1 km အရှည်လောက်ထိရှည်ပြီးတော့အမြင့်ကတော့မီတာ30ကနေ40လောက်ထိရှိတာဖြစ်ပါတယ်။ဒီတိုင်တွေကဘယ်လိုဖြစ်လာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း3,400ကနေ2,000ခွဲကြားပေါ့နော်အဲ့လောက်တည်းကနေပြီးတော့အရန်ပူနေတဲ့ချိုတွေကပင်လယ်တွေကိုစီးတယ်ပင်လယ်ကအေးနေတဲ့အတွက်ကြောင့်မလို့ဒီလိုကော်လန်တိုင်းပုံစံတွေဖြစ်သွားတယ်ပေါ့ဆိုတော့ဒီပုံစံဖြစ်နေတဲ့ကော်လန်တွေမှာဆိုမျက်နှာစာ၄ဘက်ကနေ9ဘက်လောက်ထိရှိတယ်နောက်ပြီးတော့ natural monument ဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်ဒီနေရာကိုလာလည်မယ်ဆိုလို့ရှိရင်ပင်လယ်ကမ်းခြေရဲ့အလှရောတခါမှမမြင်ဘူးနိုင်တဲ့ဒီလိုမျိုးပေါ့နော်ချော်ရည်ကနေကြောက်ဖြစ်သွားတဲ့ဟာမျိုးတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဆက်ဆက်လာရဖို့ဖိတ်ခေါ်ပါတယ်နောက်ပြီးအရေးကြီးတာတစ်ခုကတော့ UNESCO World Heritage Site လည်းဖြစ်ပါတယ်ဆက်ဆက်လာပြီးတော့ကြည့်ကြပါနော်လာရောက်လည်းပဲကြပါ